GKS လိုမျိုးကျောင်းသားကနေစိတ်စားစိတ်ကနေလေရင်လက်မှတ်ဖို့တွေအထိအစအဆုံးထောက်ပံ့ပေးတဲ့နောက်ထပ် scholarship တစ်ခု네, 안녕하세요 여러분. 미에비리가 디체미 좀 피바이신. 디니피올리가로 GKS လိုမျိုးကျောင်းသားကနေနေထိုင်စားသောက်ချက်တွေအားလုံးပေါ့နော်အစအဆုံးထောက်ပံ့ပြီးတဲ့ scholarship နောက်တစ်ခုကိုမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီ scholarship ကတော့အခုချက်လက်ရှိတက်နေတဲ့Iwa Women University ကပေးတဲ့ EGPP ဆိုတဲ့ scholarship ဖြစ်ပြီးတော့ဒီ scholarship ကဖွံ့ဖြိုးဆဲနိုင်ငံကleadership potential ရှိတဲ့အမျိုးသမီးတွေကိုပေးတဲ့ scholarship ဖြစ်ပါတယ်။ဒီနေ့မှာတော့အချက်ကဒီ scholarship ကိုရရှိ2024ခုနှစ်ပေါ့2025ခုနှစ်ဒီ6လပိုင်းမှာ EGPP scholarship ကိုရရှိပြီးတော့မြန်မာနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံအကြောင်းသူညီမလေးကိုဖိတ်ခေါ်ထားပါတယ်။ဒါကြောင့်မို့လို့ဒီညီမလေးရဲ့ EGPP ရခဲ့တဲ့ secret တွေပေါ့နော်လှုပ်ဝက်ချက်တွေကဘာများဖြစ်မလဲဆိုတာ channel အတူတူနားထောင်ကြည့်ရအောင်။ အားလုံးပဲမင်္ဂလာပါရှင်ညီမနာမည်ကတော့ជីជីကျော်ဦးလို့ခေါ်ပါတယ်ညီမကတော့ဒီ Iwa Women University မှာ Special Design ဘာသာရပ်ကိုသင်ကြားနေတာအခုဆိုတစ်နှစ်ကျော်ရှိပြီပေါ့နော်ညီမကဒီ2025 September intake မှာIwa Women University ကိုလျှောက်ထားခဲ့ပြီးတော့ EGPP Scholar ကိုရရှိထားတဲ့ကျောင်းသူတူဖြစ်ပါတယ်ရှင်ဒါဆိုရင်ပထမဆုံးအနေနဲ့ EGPP scholarship အကြောင်းအသေးစိတ်လေးရယ်ပြီးတော့ EGPP scholarship မှာဘယ်လိုအကျိုးခံစား권တွေကိုပေးလဲဆိုတဲ့အကြောင်းလေးကိုအသေးစိတ်ပြောပြပေးလို့ရမလားဟုတ်ကဲ့EGPP Scholar ကတော့တကယ်တော့ပေါ့နော်သူရဲ့အရှိကောက်ကတော့ Iwa Global Partnership Program ပေါ့နော်သူကဆိုလို့ရှိရင်ဒီဖွံ့ဖြိုးဆဲနိုင်ငံမှာရှိတဲ့ leadership potential ရှိတဲ့အမျိုးသမီးတွေဒါမှမဟုတ်လေ academic ဘိုင်းမှာထူးချွန်တဲ့သူတွေပြီးတော့ဒီ gender equality ကို promote လုပ်ချင်တဲ့သူတွေပေါ့နော်သူတွေကိုပေးရဲ့အဓိကပေးရဲ့ scholar တစ်ခုဖြစ်ပါတယ်ဒါဆိုရင် EGPP ကိုရပြီးတော့ Iwa မှာကျောင်းတက်တဲ့ခါမှာရောဘယ်လိုမျိုးထောက်ပံ့မှုတွေပေးလဲမသိဘူးသူကတော့ GKS တို့လိုမျိုးပဲ full scholar ဆိုပြီးတော့လူသိများတယ်ပေါ့နော်full scholar ဆိုတဲ့အတိုင်းပဲအကုန်လုံး fully cover ဖြစ်တယ်ပေါ့နော်ပထမဆုံးတစ်ခုအနေနဲ့အကြောင်းလာကပေါ့နော်ပြီးသွားလို့ရှိရင်သူကကျောင်းလာက cover ဖြစ်ပြီးတော့Iwa ရဲ့ဒီအဆောင်မှာနေမယ်ဆိုလို့ရှိရင်အဆောင်ကားကိုလည်း cover ဖြစ်တယ်ပေါ့နော်ဒါဆိုရင်အဆောင်မှာမနေဘူးဆိုရင်ရောနေထိုင်စိတ်မပေးဘူးပေါ့ဆိုတဲ့သဘောပေါ့အင်းမော်နေထိုင်စိတ်မပေးဘူးပေါ့အဲ့ဆိုရင်အဆောင်မှာနေထိုင်မယ်ဆိုရင်တော့အဆောင်လာကကိုထောက်ပံ့ပေးမယ်ဟုတ်ရင်တော့ပေးဘူးအဲ့ဆိုရင်ကျောင်းလာကအဆောင်စရိတ်ပြီးတော့နေစိတ်စားစိတ်အနေနဲ့ရရောနေစိတ်စားစိတ်အနေနဲ့ကတော့စတိုင်ပန်ကလစဉ်9သိန်းစွန်းစွန်းလောက်တော့ထောက်ပံ့ပြီးပါတယ်ဟုတ် GKS နဲ့ဆိုင်တော့နည်းနည်းလေးတော့နည်းပေါ့နော်အမသိသလောက်ဆိုရင် GKS ဆိုရင်တချို့ဆို10သိန်းကျော် topic level ပေါ်လိုက်ပြီးတော့1သိန်း2သိန်းအဲ့လိုမျိုးပေါင်းပြီးရဆိုပြီးတော့လည်းကြားပူရပေါ့နော်ဒါပေမဲ့လည်း Iwa ကကျောင်းကစီကြီးရဲ့ကျောင်းဖြစ်တဲ့အတွက်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ် Iwa မှာရတဲ့ scholarship ကအများကြီးပိုကောင်းတယ်လို့ထင်ပါတယ်တော်တော်ကောင်းပါတယ်အဲ့ဆိုရင်stipend တွေပေးကလည်းအဲ့လောက်ပေးရဆိုရင်နောက်ထပ်တခြားခန်းစား권တွေရောရှိသေးလား EGPP scholar တယောက်အနေနဲ့တခြားခံစား권တွေကတော့သူကဒီညီမတို့ကျောင်းသားကျောင်းသူတွေအနေနဲ့ဆိုကိုရီးယားမှာဂူမင်းကုန်းကန်းပုံပေးရရရှိရပေါ့နော် NHS ကနေပြီးတော့အဲ့ကပေးရတဲ့ဟာကိုလည်းသူကထောက်ပံ့ပေးပါတယ်ပြီးသွားလို့ရှိရင်ဗာလဲဆိုတော့ညီမအနေနဲ့ဆိုတာကိုရီးယားမှာရှိနေပြီးသားပေါ့နော်ရှိနေပြီးသားကိုမှရှောက်တာဆိုတော့အဲ့လိုအခွင့်အရေးတော့မရပါဘူးတကယ်တော့ကိုကမြန်မာကနေပြီးတော့ရှောက်တဲ့လူဆိုလို့ရှိရင်ဒီမြန်မာကနေကိုရီးယားကိုလာဖို့လေရင်နံပါတ်စရိတ်ကိုလည်းသူတို့ထောက်ပံ့ပေးမယ်ပြီးတော့လို့ရှိရင်ကိုကဘွဲရသွားပြီဆိုလို့ရှိရင်လည်းဒီမာပြည်ပြန်ဖို့လေးလက်မှတ်ကစီဒါဆိုတော့ GKS လိုမျိုးပေါ့နော်အသုံးစရိတ်ကတော့နည်းပေမဲ့ GKS လိုမျိုးဒီလေးလက်မှတ်ကနေအပွားလေးလက်မှတ်အပြန်လေးလက်မှတ်အစားဆုံးထောက်ပံ့ပေးရ scholarship ပေါ့နော်ဒါမဲ့တခုကတော့ကျတို့ main ကလေးပဲရှာလို့ရတယ်။ယောက်ျားလေးများကျတို့တောင်က Iwa Women University main ကလေးတက္ကသိုလ်ဖြစ်တဲ့အတွက်ယောက်ျားလေးတော့မရပါဘူး main ကလေးပဲရပါ။နောက်ထပ်သိချင်တာလေးတစ်ခုရှိတာလေဟို GKS တို့ပါလို့ဆိုရင် undergrad ဆိုရင်under 25ပဲရှာလို့ရတယ်။ GK ဒီ EGPP မှာရောအဲ့လိုမျိုးရှိလားယင်အဲ့လိုတော့ညီမတော့မကြားမိပါဘူးအဲ့လိုသတ်မှတ်ထားတဲ့အသက်သတ်မှတ်ထားတဲ့ပုံစံမျိုးတော့မရှိပါဘူးအနာဟုတ်တယ်ဟိုအမားလေးပေါ့နော်ခိုင်လိုင်းဖက်ကြည့်တော့ကနော်အသက်သတ်မှတ်ထားတာတော့မရှိဘူးပေါ့နော်အဲ့ကြောင့်မို့လို့တော်တော်များများဒီ25 over 25တွေလည်းရှောက်ရင်တော့ရှောက်လို့ရလောက်မယ်လို့ထင်တယ်ပေါ့နော်အဲ့လိုမိကူလေးလည်းအများကြီးလာမေးကြလို့ပါဒါဆိုရင်EGPP ရှောက်ခဲ့တော့ငါဒီအကြောင်းလျှောက်တဲ့ scholar ဒီ application process လေးနဲ့ပတ်သက်ပြီးတော့ရောအသေးစိတ်ပြောပြပေးလို့ရမလားဟုတ်ကျောင်းလျှောက်တဲ့ဟာကတော့တကယ်တော့ဒီ EGPP လျှောက်တာတခြားကျောင်းတွေလျှောက်တာ ਨੇ စာရွက်စာတမ်းလိုအပ်တာကတော့တူတူပဲပေါ့နော်အခုကတော့ညီမဘာတွေကိုပို့ပြီးတော့ထည့်ခဲ့လေပေါ့နော်အဲ့လိုမျိုးဟာတွေနဲ့ပတ်သက်ပြီးတော့လေပို့ပြီးပြသွားခြင်းပါတယ်အတူတူပဲဆိုတော့လေဒီမှာမတိသေးတဲ့လူတွေရှိမယ်ဆိုတော့ချဲတစ်ချက်ရှင်းပြရရင်Iwa က EGPP ကကျောင်းလျှောက်တဲ့အခါမှာသူကကျောင်းလျှောက်တဲ့ဟာနဲ့အတူတူလျှောက်ရတာပေါ့နော်ကျောင်းလျှောက်တဲ့ process မှာ EGPP ကိုထပ်ပေါင်းပြီးလျှောက်ရဖြစ်တဲ့အတွက်ကျောင်းလျှောက်တဲ့အခါမှာလိုအပ်တဲ့စာတမ်းတွေကတခြားတက္ကသိုလ်လျှောက်တာနဲ့အတူတူပဲရှစ်တန်း9တန်း10တန်းအမှတ်စင်းလိုမယ်10တန်းအထက်တန်းပြီးဆုံးကြောင်းအမှတ်တွေလိုမယ်ပြီးသွားရင်တော့တခြား topic တွေတခြားပညာရေးဆိုင်ရာစာတမ်းတွေကတော့တခြားကျောင်းတွေနဲ့အတူတူပဲပေါ့နော်အဲ့ထက်မှာတခြားညီမလေးဒီ EGPP အတွက်ထပ်ပေါင်းပြီးညီမလေးရဲ့ပညာရေးချင်းလေးတွေရောအသေးစိတ်ပြောပြပေးပါထပ်ပေါင်းပြီးထည့်ရဆိုလို့ရှိရင်တော့ညီမ
University transcript ကိုထပ်ပေါင်းပြီးတော့ထည့်ရပေါ့နော်ဘာဖြစ်လဲဆိုတော့ညီမ2018ထဲကစာမှုပွဲအောင်ထားတဲ့လူဆိုတော့10တန်းစာမှုပွဲအောင်ထားတဲ့လူဆိုတော့သူတို့တွေက EGPP မှာမဟုတ်ဘူးဘယ် scholar ရှောက်ပေါ့နော်ဒီ gap years တွေကဘာတွေလုပ်နေလဲဆိုတာကိုသူတို့တေချာဖော်ပြပေးနိုင်ဖို့အရေးကြီးရပေါ့နော်အဲ့ဒါကြောင့်မို့ညီမဒီထဲမှာတော့ဒီတက္ကသိုလ်တက်ခဲ့ပါတယ်ဆိုပြီးတော့ transcript ကိုထည့်လျှောက်တာရှိမယ်ပြီးတော့ညီမရဲ့ major ကကြတော့ဟို design ဘိုင်းဆိုတော့portfolio ကတော့လိုအပ်တယ်ပေါ့နော်အဲ့ portfolio တော့10မျက်နှာလောက်ကိုချုပ်ပြီးတော့ပေါ့နော်10မျက်နှာလောက်ကို print ထုတ်ပြီးတော့ဒါမှမဟုတ်လေဆက်စချင်း project ကကြတော့ scan document နဲ့6ကားဆိုတော့ scan ဖတ်ပြီးတော့လည်းပို့ပေးရပေါ့နော်ပြီးတော့နောက်ထပ်လိုအပ်တာတွေဆိုလို့ရှိရင်ဒီ volunteer လုပ်ခဲ့တဲ့ certificate တွေပါမယ်ဒီအင်္ဂလိပ်စာ certificate ဟိုTOEIC ပေါ့နော် certificate တွေပါမယ် topic လက်မှတ်တွေပါမယ်နောက်တော့ငယ်တုန်းကရခဲ့အတန်းစဉ်စုလက်မှတ်တွေပါမယ်အဲ့အတန်းစဉ်စုလက်မှတ်လည်းညီမတို့ကမထည့်မလို့ပေါ့နော်ဒါပေမဲ့အဲ့ agency ကအမကကျတော့ညီမလေးရှိရင်တော့ထည့်လိုက်တာကောင်းတယ်ပေါ့နော်ID အတွက်ကြောင့်မလို့အတန်းတိုင်းကိုထည့်တာတော့မဟုတ်ပြင်မဲ့ကြော်ခွပြီးတော့ပေါ့နော်4တန်း9တန်း9တန်းအဲ့လိုပေါ့အဲ့လိုထည့်ပြီးတော့ nutri ပြန်ပြီးတော့တင်လိုက်တာလေးလည်းရှိပါတယ်ဒါဆိုရင်အမခုညီမလေးကြားတဲ့လောက်ဆိုရင်ပေါ့နော်EGPP ရတဲ့ scholarship ရထားတဲ့ကျောင်းသူတော်တော်များများငယ်လေးကလေးတော်တော်ထူးချွန်တဲ့ကျောင်းသူတွေများရယ်ပေါ့နော်ညီမလေးအပြင်လက်ရှိပေါ့နော်ချေတို့မိကြမှာစိတ်ပညာမောင်ကြမှာညီမကျောင်းသူ EGPP ရပြီးတော့တက်နေတဲ့ညီမလေးတယောက်လေးရှိရယ်အဲ့ညီမလေးကိုမေးကြည့်တဲ့အခါမှာလည်းသူလည်းငယ်လေးကနေအတန်းတိုင်းရခဲ့တဲ့ဆုလက်မှတ်တွေ activity တွေအတူတူတင်တယ်လို့သူကလည်းပြောပြတယ်အဲ့ကြတော့ချက်အမြင်ရပြောရတယ်ပေါ့နော်10တန်း10လောက်ပဲ10တန်းနေ9တန်း10တန်းအမှတ်ကောင်းတာတခုတည်းနေမလုံလောက်ဖ ਨੇအိုးငယ်ငယ်လေးကနေရပါတော့ပညာရေးချင်းတူတူကျွတ်ရှိလာပြီးတော့ဒီလိုလက်မှတ်တွေကိုပြနိုင်ရင်ပို့ပြီးတော့ EGP မှာအခွင့်အရေးများတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ EGP ရတဲ့သူတွေကတော့လိုက်မေးကြည့်လိုက်အဲ့ဟာလေးကထူးခြားချက်ပေါ့နော်ငယ်ငယ်ချင်းကနေရခဲ့တဲ့ဆုလက်မှတ်တွေပြီးရင်ဘာသာစကားတိုင်းဆိုင်ရာမှာလည်းတော်တော်ကြရပေါ့နော်အင်္ဂလိပ်စာဆိုအင်္ဂလိပ်စာကိုရီးယားစာဆိုကိုရီးယားစာအဲ့ဆိုရင်ညီမလေးကရောဒီ TOEIC နဲ့ topic က level ဘယ်လောက်ရှိထားခဲ့လဲTOEIC ကတော့ညီမက885ရှိထားပါတယ်။ topic ကတော့ level 6ပေါ့နော်6ဆိုတာလေညီမတက်တုံးကlevel 3လားမသိဘူးအဲ့ topic စာဖြေတော့က level 3ကိုမှအဲ့ preparation class topic 3အတွက်ကိုတက်ပြီးတော့ဖြေလိုက်တာ6ရသွားပေါ့နော်အမှတ်ကတော့ကက်ရသွားတာပေါ့မိုင်9မှတ်လောက်နေဒါပေမဲ့ interview မေးတဲ့အချိန်မှာလည်းသူတို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်း impress ဖြစ်တဲ့အပိုင်းလည်းတွေ့ရတယ်ပေါ့နော်ညီမတို့ဒါဆိုရင်ကျောင်းလျှောက်တဲ့ process ကအတူတူပဲဆိုတော့ဒီ EGPP လျှောက်တဲ့အခါမှာဆိုရင်ခြေတို့EWA မှာဆိုရင်ကျောင်းလျှောက်တဲ့ process လေးတစ်ချက်ပြန်ပြောရမယ်ဆိုရင်ကျောင်းလျှောက်တာနဲ့အတူတူ EGPP အတွက်ခြေတို့ဒီ application form လေးတစ်ခုထပ်ပါပြီးလျှောက်ရတယ်ပေါ့နော်အဲ့ဆိုရင်အဲ့မှာဆိုရင်ခြေတို့ personal statement လေးရေးရတယ်အဲ့ personal statement မှာရောညီမလေးဘယ်လိုကျောင်းကလေးရေးခဲ့လဲဆိုတာပြောပြပေးလို့ရလားရှင်အမပြောသလိုပဲပေါ့နော်ဟို EGPP ကတကယ်တော့တက်လျှောက်ကတက်ဆိုလို့ရှိရင်အဲ့သူတက်ဖောင်ပေးရဲ့ဟာတွေကိုပဲလျှောက်ရင်အဲ့ထဲမှာ EGPP မှာမဟုတ်ဘူးတခြား scholar တွေအားလုံးလည်း cover ဖြစ်တာပေါ့နော်အဲ့ဒါနဲ့ပဲကြည့်ပြီးတော့အဲ့ထဲကနေသူ့ကိုဗာပေးတင်တယ်ဆိုပြီးတော့ရွေးချယ်ပြီးတော့ပေးရပုံစံမျိုးပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူ့ရဲ့တမျက်နာကိုသူကအပေါ်ပိုင်းကညီမတို့နာမည်တွေပါမယ်ပြီးတော့ရေးရတယ်ပေါ့နော်ဟိုဗာမေဂျာလျှောက်တယ်အဲ့ဒါနဲ့ဒီလောက်ကပြည့်သွားပြီအောက်ကဒီစာမျက်နာလောက်ကိုညီမတို့ကရေးရတာပေါ့နော်အလုံးစုံ3-4 ပိုက်လောက်3-4ပိုက်ဆိုပြည့်သွားပြီဆိုတော့မှတ်မိရပေါ့နော်ချဲလေး EGPP ကိုလျှောက်ခဲ့ပေမဲ့ချဲတော့ EGPP မရဘဲနဲ့ topic scholarship ပဲရခဲ့ရဖြစ်တဲ့အတွက်ချဲလေးရေးခဲ့ဘူးရပေါ့နော်အဲ့တုန်းကဆိုရင်တကယ်တော့ GKS မှာဆိုရင် undergraduate GKS scholar full scholarship လျှောက်တဲ့အခါချဲတို့essay အနေနဲ့3ပုံရေးရတယ်ပေါ့နော် personal statement ရှိတယ် study plan ရှိတယ်နောက်ပြီးတော့ future plan အဲ့လိုမျိုးပေါ့နော်ရေးရတယ်ဒါပေမဲ့ EWA တခုကောင်းတာကချဲတို့scholarship ရှောက်တဲ့အခါမှာရေးရတာရဲ့ personal essay ကတပုတ်ထဲတောင်မှစာမျက်နှာလေးတစ်တိလေးအလုံးစုံရောဟို font ကိုတေးစိုက်သေးလိုက်ရင်တောင်မှအလုံးစုံစိုက်ရင်9ပိုက်လောက်ပဲစမှာပုံမှန် font 11လောက်နဲ့ရေး3ပိုက်လောက်ပဲစတာဆိုတော့အဲ့3ပိုက်မှာညီမလေးရဲ့ပေါ့နော်ဒီပညာရေးမှတ်တမ်းတွေကိုယ့်ရဲ့ကိုယ်သွေးထူးခြားတဲ့ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့ achievement တွေဘာတွေနဲ့ major နဲ့ဒီ scholarship ရအောင်ဘာတွေထည့်ရေးခဲ့လဲဆိုတာလေးပြောပြပြပါဟုတ်ကဲ့အဲ့ဒါကတော့ညီမကလျှောက်တဲ့ညီမတွေလေပေါ့နော်ညီမပုံတံကိုကြည့်ပြီးတော့နည်းနည်းဟိုကိုကားပြီးတော့ရေးလို့ရအောင်တိတိကျကျလေးပြောပြချင်တယ်ပေါ့နော်အဲ့ရဲ့ဘိုင်းကိုတော့ညီမစာပိုက်အနေနဲ့တော့9ဘိုက်လောက်ခွဲရေးခဲ့တယ်။ तू ကအင်္ဂလိပ်လိုလည်းရေးလို့ရတယ်ကိုရီးယားလိုလည်းရေးလို့ရတယ်ပေါ့နော်။ဒါပေမဲ့ညီမကတော့ topic 6ကြီးကိုပြထားတဲ့အခါကျတော့ဟိုမကလည်းကိုရီးယားလိုရေးရင်တော့ညီမလေးပို့ပြီးအားတာနိုင်နေဆိုတော့အဲ့ရမကလည်းအကြံပေးရတယ်ကိုရီးယားလိုပဲရေးပြခဲ့တယ်ပေါ့နော်။ပထမတစ်ပိုက်မှာတော့ညီမရဲ့အကြောင်းပေါ့နော်မိတ်ဆက်အတူရေးမယ်ဒုတိယအပိုက်မှာကျတော့ဟိုညီမရဲ့ achievement တွေပေါ့နော်။သူကဘာရေးခိုင်းတာလဲဆိုတော့သူ့ရဲ့မိကွန်းကကျတော့ဘာကြောင့်ဒီ EGPP scholar ကိုဟို
EGPP မဟုတ်ဘူးဘာကြောင့်ဒီ scholar ကိုလိုအပ်တယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါကိုရေးပေးပါဆိုပြီးတော့အဲ့လိုမေးခွန်းပေါ့နော်အဲ့ဆိုညီမကပထမဆုံးညီမရဲ့အကြောင်းမိတ်ဆက်ကိုရေးရပေါ့နော်ဒုတိယစာပိုင်းမှာကျတော့ညီမရခဲ့တဲ့အကြောင်းတစ်လျှောက်ပေါ့နော်ရခဲ့တဲ့ achievement တွေကိုရေးပေးပြီးတော့တင်ချာ Olympic တွေပြိုင်တာလေးရှိမယ် extra curricular အကြောင်းတော့ပြိုင်တဲ့ဟာတွေလည်းရှိမယ်အဲ့ဒါတွေကိုရေးပေးပြီးတော့အဲ့ဒါကြောင့်မလို့ငါဒီ scholar နဲ့ထိုက်တန်ပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တက်သေးပြရဲ့ပုံစံမျိုးပေါ့အမရဲ့တတိယအပိုက်မှာဆိုလို့ရှိရင်တော့ညီမလုပ်ခဲ့တဲ့ volunteer တွေညီမစာရေးလည်းတင်ဘူးတယ်ပေါ့နော်ဒီ perspective drawing ဆိုရပုံဆွဲတဲ့တင်တန်းကိုညီမ9လကျော်လောက်တင်ဘူးတယ် online ကနေပြီးတော့တင်ဘူးပြီးတော့ကိုကြီးရောက်လာတဲ့အခါမှာလည်းအဲ့လိုမျိုးတင်တဲ့နောက်တစ်ခုဆက်တင်တယ်ပေါ့နော်အဲ့တော့အဲ့အတွေ့အကြုံတွေပါမယ်ပြီးတော့တခြားပေါ့နော် library အခုလုပ်ဖူးတဲ့ဟာတွေတို့ဘာတွေတို့ဒီမှာညီမပြောချင်တဲ့ tips တစ်ခုကဘာလဲဆိုလို့ရှိရင်ရေးတဲ့အခါကျရင်တောက်လျှောက်ရေးသွားတာကြီးပဲမဟုတ်ဘဲနဲ့ဒီကိုလုပ်ခဲ့တဲ့ဒါတွေကကိုယ့်အတွက်ဘယ်လိုပြန်အကျိုးပြုလဲဆိုတာပါထည့်ရေးပြီးရင်ပို့ပြီးတော့ကောင်းတယ်ဥပမာဆိုလို့ရှိရင်library assistant လုပ်ပြီးရဆိုလို့ရှိရင်ဒါလုပ်တဲ့ဟာကနေတစင်ကို major အတွက်စာအုပ်တွေဖတ်ခွင့်ရမယ်အဲ့လိုမျိုးပေါ့ communication skill အဲ့မှာတူလုပ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ skill တွေကောင်းလာမယ်အဲ့လိုဟာလေးကိုလည်းထည့်ပြီးတော့ရေးပြကောင်းတယ်ပေါ့နော်၄ပိုင်းမြောက်မှာတော့ညီမဘာလို့ဒီ major ကိုရွေးရဆိုတဲ့အကြောင်းကြီးရယ်ဘာကြောင့်ရွေးခဲ့တယ်ပေါ့နော်ဒီ special design ကိုညီမရဲ့ပတ်ဝန်းကျင်မှာ design လိုအပ်ချက်တွေရှိရပေါ့နော်ဒီအစာအုပ်တွေဘာယူကြည့်လိုက်တယ်ဆိုလို့ရှိရင်အားကြောင့်နောက်ပိုင်းမှာကိုကဒီလိုအပိုင်းတွေမှာပို့ပြီးတိုးတက်အောင်လုပ်ချင်တယ်ဆိုတဲ့အကြောင်းတွေပြောပြပေးရပေါ့နော်နောက်ဆုံးပိုင်းမှာတော့ညီမရဲ့ financial အခြေအနေလေးကိုလည်းနည်းနည်းဖော်ပြပေးအဲ့ဒါတော့မဖော်ပြလဲရတယ်ဖော်ပြလဲရတယ်ပေါ့နော်ကောင်းတာလည်းရှိရမကောင်းတာလည်းရှိရအဲ့ဒါကိုလည်းညီမ interview တော်တော်များများလိုက်ပြီးတော့နားထောင်နေရပါတော့ရှိရပြီးတော့နောက်တဲ့ညီမဒီ scholar ကိုရမယ်ဆိုလို့ရှိရင်ဘယ်လိုတွေလုပ်မယ်ဆိုတဲ့အကြောင်းလေးတွေရေးပြီးတော့ညီကုန်းချုပ်လိုက်တယ်လို့ထင်ပါတယ်ဒါဆိုရင်အမအခုပေါ့နော်ဒီညီမလေးပြောပြတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးတော့အမ scholarship ရှောက်ခဲ့တဲ့အချိန်မှာဘာလို့အချက်တွေရှိလဲဆိုတော့အမလေးနည်းနည်းသဘောပေါက်သွားတယ်။ဘာလို့လဲဆိုတော့ချေကလက်ရှိမှာဆိုရင်ချေ EGPP ရတဲ့တငယ်ချင်းတွေက EGPP ရတဲ့တငယ်ချင်းအတိပေါ့နော်အခုလိုခင်တဲ့ညီမလေးက2ယောက်ရှိတယ်။2ယောက်စလုံးနဲ့စကားပြောကြည့်လိုက်တဲ့အခါမှာဘာသွားတွေ့ရလဲဆိုရင်ငယ်လေးကနေပညာထူးချွန်တဲ့ကလေးတွေပေါ့နော်ငယ်လေးနဲ့ဒီလို achievement တွေရှိတဲ့ကလေးတွေက EGPP ရတာများပြီးတော့အင်္ဂလိပ်ကိုရီးယားဘာသာနှစ်ဘာသာလုံးထူးချွန်တဲ့ကလေးတွေကရကြတာများတယ်ပြီးတော့နော်ချေရအဲ့မှာချေလျှောက်ခဲ့တော့ဆိုရင်ချေမှာဘာအားနည်းချက်ရှိသွားလဲဆိုရင် certificate တွေကိုချေကငယ်တုန်းကပေါ့နော်အဲ့လိုစုလို့ရခဲ့တာမျိုးရှိပေမဲ့ရှစ်တန်းနောက်ပိုင်းကပညာရေး certificate achievement တွေကိုဘာမှမတင်ခဲ့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ service center တွေအများများတော့မှစိတ်ပူတယ်။ဘာလို့လဲဆိုတော့ချေရက်ကစိတ်ပညာဖြစ်တဲ့အတွက်ချေကစိတ်ပညာ major နဲ့သက်ဆိုင်တဲ့ certificate ပဲငါ major နဲ့သက်ဆိုင်တဲ့ certificate တွေပဲတင်ရမယ်ဆိုပြီးစိတ်ရှိပြီးတော့ certificate တွေအများများမှာဆိုလို့ short လိုက်ပြီးတော့တေးကြတာကဘာမတင်ခဲ့ဘူးလို့ဆိုရင်ရှစ်တန်းရဲ့နောက်ပိုင်းပေါ့နော်။မူလာတန်းအလယ်တန်းတုန်းက certificate တခုမှမတင်ခဲ့ဘူး။ဒါကချေအားနေချက်ပေါ့နော်။ဒါကြောင့်မို့လို့နောက်နှစ်တွေမှာ EGPP ရှောက်ဖို့ရွေးချက်ရှိရဆိုရင်ကိုမိကြတဲ့ဆိုင်မဆိုင်ကိုငငယ်လေးကနေရပေါ့နော်ရခဲ့တဲ့ achievement တွေကိုတင်တာကအားသာချက်ဖြစ်နေလို့ထင်တယ်ပြီးတော့ကိုက topic 6လောက်ရှိထားမယ်ဆိုရင်တော့မှ IELTS တို့ TOEIC တို့ဒီလို language တွေကိုထပ်ဖြည့်ပြီးတော့ဒီလို certificate တွေပါအတူတင်မယ်ဆိုရင်ပို့ဖို့အခွင့်အရေးများမယ်လို့ထင်တယ်ပေါ့နော်ဒါကချေကိုယ်တိုင်ချေကဒါ EGPP ကိုချေကရှောက်ခဲ့ပြီးတော့ချေကမရခဲ့တဲ့သူနဲ့တကယ် EGPP ရှောက်ပြီးတော့ရခဲ့တဲ့သူတွေရဲ့ဒီပေါ့နော်ဈားထဲမှာချေတို့ဘာတွေလိုအပ်သွားလဲဆိုတာကိုချေကိုယ်တိုင်လိုမျိုးဆက်စစ်ကြည့်တဲ့အခါမှာဒီလိုအချက်ကလေးတွေသွားတွေ့ရဒါကြောင့်မို့နောက်မှာEGPP ရှောက်ဖို့အစီအစဉ်ရှိရဲဆိုရင်ဒီ check လေးကိုဖြည့်ပြီးတော့ရှောက်ဖို့အတွက်ချေကတော့ recommend ပေးချင်ပါတယ်ညီမဖြည့်ဆွတ်ပြီးပြောချင်တာလည်းရှိရပေါ့နော်အဲ့ certificate အကြောင်းကလည်းညီမအတိရဲမှာဆိုလို့ရှိရင်အဲ့ certificate ကို20ကျော်တင်တဲ့လူတွေတောင်ရှိရ GKS Embassy Trust ကနေပြီးရသွားတဲ့ကောင်းမလေးဆိုလို့ရှိရင်20ကျော် certificate အဲ့မှာဒါပေမဲ့တခုရှိတာဒီရေးတဲ့အခါကျရင်ကျတော့အမရေလိုအပ်တာပဲရေးအမကပြောတယ်လို့ဗီဇာနဲ့ဆိုင်တဲ့ဟာကြီးကိုကဥမာ volunteer ဆိုတော့လုပ်ဘူးတာအရန်များတဲ့လူရှိမယ်နည်းတဲ့လူရှိမယ်နည်းတဲ့လူဆိုလဲနည်းတဲ့လူအလျောက်ကိုလုပ်ဘူးတဲ့ဟာကိုထိမိဖော်ပြနိုင်ရမယ်များတဲ့လူဆိုလဲဘုံဘောလောမရေးပဲနဲ့အရေးကြီးတာပဲရေးရမယ်ဒါပေမဲ့နောက်ပိုင်း certificate ထည့်တဲ့အခါကျရင်တော့ဘယ်နှရွက်ထည့်ပြီးပြီပေါ့ဟုတ်တယ်ဘာလို့လဲဆိုတော့အမလည်းသိလိုက်တယ် certificate တွေကတကယ်တော့ကျောင်းလျှောက်တဲ့အခါမှာအဲ့ attachment file တွေကအကန့်အသတ်မထားဘူးကိုရှိသမျှကို file နဲ့တစ် file ထဲမှာစုပြီးတော့တင်လို့ရတယ်ပေါ့နော် file size လေးပဲသူတို့နည်းနည်းသတ်မှတ်ထား file size ကတော့ချုပ်လို့ရတယ်ကိုထည့်နိုင်တယ်လို့ထည့်လို့ရတယ်ဒါပေမဲ့အားနေချက်ကဘာလဲဆိုရင်အမရှောက်တော့ကတော့အမအဲ့မထည့်လိုက်ရောအမရှစ်တန်းမျိုးစရာကြီးမှာအမကလေစာစီစာကုန်းပြိုင်နေအမတော့ဟို literature ဘိုင်းသမားဆိုတော့စာစီစာကုန်းပြိုင်နေဟာတွေပါအဲ့လိုစုရတဲ့ဟာရှိပြီအမကရှစ်တန်းနောက်ပိုင်းဘာမှမထည့်လာ
ပြီးအမလျှောက်တဲ့ major နဲ့မသက်ဆိုင်တဲ့ achievement တွေအကုန်လုံးမှတစ်ခုမှမထည့်ထားဘူးပေါ့နော်အမ major နဲ့သက်ဆိုင်နေပါပဲထည့်အဲ့ဒါကိုအခုမှအားနေချက်အနေနဲ့သတိထားမိလိုက်တယ်ပေါ့နော် GK လျှောက်တော့ကလည်းအတူတူပဲအဲ့လိုပဲဒီမှာအချေတို့နောက်ထပ်တူတဲ့အချက်ကနှစ်ယောက်လုံးက GK လည်းလျှောက်ပူတယ်ဒါပေမဲ့ကံမကောင်းတာကGKS ကိုချေကinterview ဖြေပြီးတော့ပြုတ်သွားတယ်ပေါ့နော်ညီမလေးကလည်းနောက်ဆုံးက first round မှာ interview ဖြေပြီးတော့အောင်ပြီးတော့ပြုတ်သွားတယ်ဒါပေမဲ့ပို့ပြီးတော့ဟိုဖြစ်တာကတော့ဒီညီမလေးက EWA ကိုလျှောက်ပေးမယ် EWA မှာနောက်ထပ် full scholarship ရတယ်ချေကလည်း GKS နဲ့ EWA နဲ့အတူတူလျှောက်လိုက်တယ်ဒါပေမဲ့ချေက GKS လည်းနောက်ဆုံးဆင့်မှာပြုတ်တယ် EWA မှာလည်း topic scholarship ပဲရလိုက်တယ်ပေါ့နော်ဒါပေမဲ့အခုချေကြုံတွေ့ခဲ့ရတဲ့ဒီ experience အနေနဲ့ဒီတကယ်လျှောက်ပြီးရသွားတဲ့လူတွေ experience တွေနိုင်ရှင်ကြည့်ပြီးတော့ကို့မှာဘာလိုအပ်ချက်တွေရှိလဲဒီလိုအပ်ချက်တွေကိုပြန်ပြီးတော့ share လုပ်ပြီးနောက်ကိုနိုင်ငံကနေဒီ scholarship တွေကိုလျှောက်တဲ့အခါမှာဒီလိုအပ်ချက်တွေဖြည့်ပြီးတခြားသူတွေကိုရစေချင်တယ်ပေါ့နော်ဒါကြောင့်မို့လို့အားကြောင့်ဒီနေ့ဒီလိုမျိုးလာပြောပြညီမလေးကိုလည်းအရင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ချေတို့အဲ့ဆိုရင်တော့အခုနောက်တစ်ဆင့်အနေနဲ့ချေတို့ interview process လေးအကြောင်းပြောမှာဖြစ်ပေမဲ့ဒီ interview ကပဲအချိန်လေးမှာမေးလဲဆိုတာလေးတစ်ချက်ကိုချေရှင်းပြပေးချင်ပါတယ် EGPB ရှောက်တဲ့ခါကပေါ့နော်EWA တက္ကသိုလ်ကEGPB ကိုတည်တံ့ရေးရှောက်ရတာမဟုတ်ဘဲနဲ့ EWA ကျောင်းဝင်ခွင့်နဲ့အတူတူ EGPB full scholarship ကိုအတူတူရှောက်ရတာဖြစ်ပါတယ်။နောက်ပြီးတော့ EWA က full scholarship ကျောင်းလျှောက်တဲ့အခါမှာကျောင်းလျှောက်တဲ့အခါမှာသူတို့ကဒီပေါ့နော် full scholarship ပါတွဲလျှောက်တယ်ဆိုရင် full scholarship ရတဲ့သူတွေကိုinterview ခေါ်လေးရှိရပေါ့နော်။ခြေတုံးကလည်း EGPB ရှောက်ပေမဲ့ဒီ first round အောင်ပြီးရဲ့နောက်မှာပေါ့နော် interview အတွက် email ကိုစောင့်နေရေပေါ့နော်။ဒါပေမဲ့ interview ချက်ကဒီ full scholarship သူတို့ပေါ့နော်ရနိုင်ချေသူတို့ပေးမဲ့ဟိုပေါ့နော်ပနာမစီနေမှာမပါသွားတဲ့အတွက်ချက်ကို interview အတွက်မဆက်သွယ်လာပဲနဲ့ဒီတိုင်းကျောင်းဝင်ခွင့်ပဲရသွားခဲ့ပေါ့နော်ဒါပေမဲ့ EGPB လိုမျိုး full scholarship ပေးမယ်ဆိုရင်ကျောင်းဘက်က interview အတွက်တည်တံ့ဆက်သွယ်ပြီးတော့ email ဆက်သွယ်ပြီးတော့ interview ရက်ကိုချိန်လို့ရှိတယ်ဒါကြောင့်မို့လို့ EGPB ရခဲ့တဲ့ညီမလေးကဒီ interview လေးဖြေခဲ့တယ်ဆိုတော့ဒီ interview တွေ့ကြုံလေးတွေကိုချက်ကမေးကြည့်ပေးပါမယ်ဒါဆိုရင်ညီမလေးအနေနဲ့ဒီ first round အောင်ပြီးမှဒီ interview အတွက်ဆက်သွယ်ရလားဒါမှမဟုတ်ရင်အဲ့မတိုင်ခင်လေးကဆက်သွယ်ရလားနောက်ပြီး interview မှာဘယ်လိုမေးခွန်းတွေမေးလဲဆိုတဲ့အကြောင်းလေးအသေးစိတ်ပြောပြပေးလို့ရမှာရှင်ဟုတ်သူကလည်းညီမအခုမှညီမလည်းတော့မသိဘူးပေါ့နော်အကုန်လုံးကအစိမ့်သက်သက်ဆိုတော့ဒါပေမဲ့ပုံမှန်ကတော့လေ EGPB ကိုပေးဖို့နည်းနည်း potential ရှိရဲ့လူတွေဆိုလို့ရှိရင်တော့ interview ခေါ်ရလို့ညီမနောက်ပိုင်းမှာသိရတယ်ပေါ့နော်သူကဆိုလို့ရှိရင် first round အောင်ပြီးမှfirst round အောင်ပြီးတော့ကျောင်းဘက်ကဆက်သွယ်ဟိုနောက်အပတ်မှာ interview ရှိရပေါ့နော်ကိုရီးယားလူကျင်းပမယ်ကိုရီးယားလူမေးမယ်ပေါ့အမေးဖြေလုပ်မယ်ပေါ့အဲ့လိုမျိုးဆက်သွယ်အဲ့တော့ညီမကလည်းဒီချိန်ပြင်ထားပေါ့အမရဲ့ဇုံကနေတစင်မေးရဇုံကနေတစင်ဖြစ်ပါတယ်ဒါဆိုရင် interview မှာရောprofessor ဘယ်နှစ်ယောက်လောက်ရှိပြီးတော့ဘယ်လိုမေးခွန်းတွေမေးလဲဆိုတာပို့ပြီးအသေးစိတ်လေးပြောပြလို့ရတယ်interview ကတော့ညီမရဲ့အတွေ့အကြုံများဆိုရင်တော့အဲ့လောက်ထိကြောက်ဖို့မကောင်းခဲ့ဘူးပေါ့နော်အဲ့ဆိုရှေ့က GKS လည်းဖြေထားလို့လားဘာလားတော့အဲ့တော့လည်း interview အတွေ့အကြုံရှိသွားလို့လားတော့မသိဘူးသူကတော့မေးတဲ့လူကလည်းအဲ့လိုဝိုင်းမေးကြတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ဒီတိုင်းအခုညီမတို့လည်းတာဝန်ခံလုပ်နေတဲ့အဲ့ GKS ဟုတ်ပါဘူး EGPB တာဝန်ခံလုပ်နေတဲ့ဆရာမကပဲမေးတာတယောက်တည်းလားတယောက်တည်းအိုးအဲ့ဆိုတော့အရင်တတာဖြစ်တယ်ပေါ့ပြီးတော့လည်းသူကလည်းစကားအေးနဲ့အဲ့လိုမင်းကလေးချင်းဆိုတော့ဒီမရဲ့ဒီမလားအဲ့လိုမျိုးတော့ရှိရဲ့မေခွန်းနေအနေနဲ့ကတော့သူက EGPB မှာမဟုတ်ဘူးပေါ့နော် GKS တို့ဘာလို့ဆိုလို့ရှိရင်လည်းဘယ် scholar ပဲဖြစ်တော့ point 3ခုဆိုတာရှိရပေါ့နော်ဘာလို့ကိုရီးယားကိုလျှောက်တာလဲဘာလို့ဒီကြောင်းကိုလျှောက်တာလဲဘာလို့ဒီမေဂျာကိုလျှောက်တယ်လဲစကားတွေအများကြီးလျှောက်တော့တာဒါတွေအခြေခံပေါ့နော်အဲ့ဒါရောပါပြအောင်ပြီးရပြီးတော့ညီမရဲ့ future plan အသေးစိတ်ဒီအဲ့လိုမျိုးပြန်မေးရပုံစံမျိုးပါတယ်အဲ့ဒါလည်းညီမရှေ့မှာတွေကဟိုpersonal statement ရေးရဖော်ပြပြီးသားဆိုတော့အဲ့ကဟာကိုပဲနည်းနည်းဒီလေးကြနဲ့ဥပမာတို့ဘာလို့ねပြောပြလိုက်တဲ့ပုံစံမျိုးပေါ့နော်နောက်ထပ်တစ်ခုကညီမမမျှော်လင့်ထားတဲ့မေးခွန်းတစ်ခုမေးရပေါ့နော်သူတို့ရဲ့ပုံမှန်တော့ scholarship တိုင်းကအမရဲ့ရည်ရွယ်ချက်ရှိရည်ရွယ်ချက်တစ်ခုနဲ့ပေးရဒီဟာကကျတော့ leadership potential ရှိတဲ့လူကိုပေးရအောင်ညီမကအဲ့မေးခွန်းပါမယ်မထင်ဘဲနဲ့သူတို့ကမေးရပေါ့ညီမမှာအဲ့လိုမျိုးဥဆောင်ဥရွက်ပြုနိုင်နေထင်လားပေါ့နော်အဖွဲ့အစည်းတစ်ခုကိုပေါ့နော်အဲ့ဆိုအဲ့မှာညီမနည်းနည်းလိန်လည်းမပြောချင်ဘူးပေါ့နော်ဘာလို့ငါဒီအချိန်မှာဥဆောင်ရလည်းမပြုတ်နိုင်သေးဘူးဒါပေမဲ့လည်းသူတို့ဖော်ပြခဲ့တဲ့အတိုင်းပဲညီမရှိမှာစာတင်ထားတဲ့အတွေ့အကြုံတွေလည်းရှိရယ် activity လုပ်ထားတဲ့ဟာတွေလည်းရှိရယ်အဲ့တော့အမှန်အတိုင်းပဲဖြေရပေါ့နော်ညီမကဒီအဖွဲ့အစည်းတစ်ခုကိုဥဆောင်ရပြုတဲ့အတွေ့အကြုံတော့မရှိဘူးဒါပေမဲ့ညီမရှိမှာလှုပ်ထားခဲ့တဲ့အတွေ့အကြုံတွေအကုန်ပေါင်းပြီးပြီဆိုရင်တော့ဒါကိုလုံနိုင်မယ်လို့ယုံကြည်ချက်ရှိရယ်ပေါ့နော်အဲ့လိုတော့ဒါရောညီတွေဆိုတာဖြေလိုက်တယ်ပေါ့အမရဲ့ဒါဆိုရင်တကယ်လို့များပေါ့နော်ညီမလေးလိုပဲ EGPB ကိုထပ်ပြီးရှောက်ချင်တယ်နောက်
intake တွေနောက် semester တွေမှာ EGPP ရှောက်ချင်တဲ့သူတွေရှိတယ်ရှက်ကြောင်းရှောက်ပြီးတော့ interview ဆင့်ထိပါသွားမယ်ပေါ့နော် interview ဖြေဖို့အတွက်ညီမလေးကို tip တစ်ခုလောက်ပေးပါဆိုရင်ဘယ်လို tip မျိုးပေးခြင်းလဲ အဲ့ဒါစိတ်အေးထားပြီးတော့အမှန်တိုင်းဖြေဖို့ပေါ့နော်ကိုကတော့လေနောက်တစ်ခုက तू ကမိကုန်းတွေတော်တော်များများကြတော့ तू က personal ကိုယ့်ရဲ့တင်ထားတဲ့ essay ကိုကြည့်ပြီးတော့မေးတာများတယ်ပေါ့နော်အဲ့တော့ကိုယ့် essay ကိုလည်းပြန်ဖတ်ပြီးတော့ပေါ့နော်အဲ့ထက်ဟာတွေပဲဟိုပြောရင်တော့အဆင်ပြေပါတယ်ပို့ရရှိမှညီမကြရက်ထားသွားတည်ရမှာ ဘယ်လိုမျိုးလဲ तू က passport ကိုပြခိုင်းတာကိုညီမထင်လိုက်တာ passport ကဒီတိုင်းပဲဖုန်းထဲကဓာတ်ပုံပြလိုက်ရင်ရပြီထင်တာသူတို့က passport ကိုဒီတိုင်းတကယ် passport ကိုပြခိုင်းတာပေါ့နော်အဲ့မှာတကယ် passport ပြဆိုတော့ညီမ passport ကမရှိဘူးရှေ့မှာအဲ့နဲ့ခဏဆောင်ဆိုပြီးတော့သူတို့စောင့်ခိုင်းထားပြီးတော့ညီမရှာသေးတယ်ပေါ့နော်အဲ့ဒီကညီမစိတ်ထင်လိုက်တယ်သွားပြီလို့ငါတော့သွားပြီလို့ဒီ interview ကတော့သွားပြီပေါ့နော်ဒါပေမဲ့လည်းနောက်တော့ရသွားတယ်ဆိုတော့တော်သေးပါရဲ့ပေါ့နော်ရက်ထားသွား ဒီလိုမျိုးအားလေးရှိခဲ့တယ်ဒါပေမဲ့တိတ်ပြီးတော့ကြောက်စရာမရှိပါဘူးဒီ full scholarship ပြီးရဲ့ organization တွေကမင်းရဲ့မိကွန်းလေးတွေအကြမ်းဖျင်းအဖြစ်တူတူပေါ့နော်ဒါပေမဲ့ချက်အနေနဲ့နောက်ထပ်ချူကာအနေနဲ့ additional tip လေးတစ်ခုပေးရမယ်ဆိုရင်ရော်ဘုံတို့ scholarship ရှောက်တဲ့အခါမှာ EGPP မှာမဟုတ်ဘူးပေါ့နော်ဘယ် scholarship ကိုပဲရှောက်ဒီ scholarship ရဲ့ vision mission ကိုတေချာသွားပြီးတော့ကြည့်ဖို့အတွက် recommend ပေးရနော်ချေတို့ရဲ့ EWA မှာကြတော့ leadership potential ရှိတဲ့အမျိုးသမီးတို့ပေးရဖြစ်တယ်တေချာပေါ့ leadership နဲ့ပတ်သက်တဲ့မိကွန်းကလာလေးရှိရပေါ့နော် GKS ဆိုလဲ GKS အလျောက်ပေါ့နော်ဒါကြောင့်မို့လို့ကိုကဘယ်လိုလုပ်ရမလဲဆိုရင်ကိုလျှောက်တဲ့ full scholarship ရဲ့ဒီ vision mission ကိုကြည့်ပြီးတော့ကိုယ့်ရဲ့ account home ကိုယ့်ရဲ့ experience တွေကိုဒီ vision mission နဲ့တက်နိုင်သမျှချိတ်ဆက်ပြီးတော့ဒီ personal statement မှာရော interview မှာရောဖြည့်မယ်ဆိုရင်ရဖို့အတွက်အလားအလာပိုများရယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီချက်လေးတစ်ချက်ကိုလည်းချူကာအနေနဲ့ထပ်ပြီးတော့အကြံပေးချင်ပါတယ်ကဲဒါဆိုရင်အခုလိုမျိုးပေါ့နော်ကျဲတို့ EGPP ရှောက်တဲ့အတွေ့အကြုံတွေအများကြီးပြောလာပြီပေါ့နော်ကျောင်းကပေးရဲ့ benefit တွေလည်းပြောခဲ့တယ်ကျောင်း personal statement တွေရယ်ပြီးတော့ interview မှာရယ်ဘယ်လိုမျိုးကျောင်းတွေရှိရယ်ဆိုတဲ့အကြောင်းကိုအသေးစိတ်ပြောပြပြီဆိုတော့အခုလက်ရှိပေါ့နော်ညီမလေးက EGPP ရပြီးတော့ EWA မှာလက်ရှိကျောင်းတက်နေတဲ့ full scholarship ရထားတဲ့ကျောင်းသူတရားအနေနဲ့ကျောင်းတက်ရတဲ့အတွေ့အကြုံလေးတွေညီမလေးရဲ့ experience လေးတွေကိုပြောပြပေးပါအောင်အဓိကတော့ full scholar ရထားတာဆိုတော့တော်တော်စိတ်အေးရတယ်ပေါ့နော်ပြောမယ်ဆိုစိတ်အေးလက်အေးနဲ့စာလုပ်လို့ရတယ်ပေါ့အမရဲ့အဲ့တစ်ချက်ကတော့တော်တော်ကောင်းပါတယ်ဟိုကျောင်းကစိတ်ပူစရာမရှိဘူးပေါ့နော်ပြီးတော့ဘာတွေ EGPP ရထားတဲ့လူတယောက်အနေနဲ့ဘာတွေထိန်းရမလဲအဲ့လိုတော့ရှိရပေါ့နော် GPA ပဲပေါ့ GPA ဘယ်လောက်ချိထားမှဒီ scholarship ကိုဆက်ပြီးတော့ပေးသွားမှာမျိုး GPA ကတော့3ပေါ့နော်3ထိန်းထားရမယ်အဲ့ဒါချေတို့ရဲ့ကျောင်းရဲ့ GPA က 4.3 scale မှာ3ရအောင်ထိန်းရမယ်3ရအောင်ထိန်းထားရမယ်EGPP မှာမဟုတ်ဘူးပေါ့နော်တခြားဟို4 year လို့ပါလို့ဆိုလဲညီမမေးကြည့်တာ3ရထိန်းရတယ်လို့ပြောတယ်ဟုတ်တယ်ဟုတ်တာပဲချဲတို့ကျောင်းမှာ EGPP 4 scholarship ရှိတယ်လို့ချေရထားတဲ့ scholarship လို့မျိုး topic scholarship ရှိရယ်ပြီးတော့ဒီတိုင်းကျောင်းလာကကိုပဲ4 year ပေး scholarship ရယ်2နှစ်ရှိရယ်ပြီးရင် master ဆိုလဲ master alike တို့ program တခြား full scholarship တွေလည်းရှိပြီးရယ်ပေါ့နော်အဲဆိုရင်ဒီ scholarship ရထားတဲ့သူတွေကနောက်ထပ် scholarship ကိုဆက်ထိန်းထားနိုင်မှုအတွက် GPA 4.3 scale မှာ3တော့ထိန်းထားရမယ်အမေ E1 မှာ3ထိန်းရတာကလွယ်လို့ထင်လားမလွယ်ဘူးလို့ထင်လားညီမရဲ့ personal ရဆိုရင်တော့ညီမတော့လွယ်တယ်လို့ထင်တယ်ဘာလို့ဆိုညီမထင်တာက4လို့ထင်4လို့ထင်တော့တကယ်တော့ရရဲ EWA မှာ EGPP ရရဲဆိုရင်တော့ညီမမတက်ဘူးပေါ့နော်ဘာလို့ဆို4ထိကိုယုံကြည်ချက်မရှိလို့ပေါ့နော်ဒါပေမဲ့3လောက်ဆိုတော့ရမ်းပျော်သွားတယ်ပဲပျော်ထိန်းလို့ရမယ်3လောက်ဒါပေမဲ့ချက်အနေနဲ့ကတော့နော်ချက်ကတော့စာမလုပ်တဲ့သူအနေနဲ့ဆိုရင်တော့အဲ့လောက်ထင်ရတာတော့မလွယ်ဘူးလို့ထင်တယ်။ဘာလို့လဲဆိုတော့ကိုတက်တဲ့အတန်းပေါ်လည်းမူတည်တယ်ပေါ့နော်။အတန်းက professor ဖြောင်းကာကိုဘယ်လိုလုပ်တာလဲ evaluation system ကဟလာကြော်တဲဖြောင်းကာလားစတဲ့ဖြောင်းကာလားမူတည်တယ်။ဘာလဲဆိုရင်ကိုနဲ့တူတူအတန်းတက်တဲ့လူတွေကအရန်စာတော်နေမယ်ဆိုရင်ထားပါတော့အမှတ်တရရတဲ့လူတွေအများကြီးဆိုရင်ကိုက60မှတ်လောက်ရရင်တော့မှ grade က BA ဘာဖြစ်သွားနိုင်တယ်ပေါ့နော်။ကိုထက်တော်တဲ့လူတွေအရန်များအဲ့လိုမှမဟုတ်ဘဲနဲ့ကြော်တဲဖြောင်းကအကုန်လုံးစုပြီးတော့မှ ranking လိုက်ပေါ့နော်။ဘယ်နှမှတ်ကနေဘယ်နှမှတ်ထိက A ဘယ်နှမှတ်ကနေဘယ်နှမှတ်ထိက B ဆိုရင်တော့အဲ့လိုမျိုးဆိုတော့လွယ်ပဲလို့ထင်တယ်ပေါ့နော်အဲ့ဒါတော့အတန်းပေါ်လည်းမူတည်မယ်ချက်နေနေရတော့ဆောင်းမလုပ်တဲ့သူဖြစ်တဲ့အတွက်ခက်တယ်ပြီးတော့EWA လူရစတော့ပါရဲ့EWA လူရစတော့ရောဘုံ EWA ကကိုရီးယားမှာအထက်တန်းမှာလုံးဝ grade 1 2 3 5ထိအောင်မရဘူးထင်တယ်နော်1 2 3ရထားတဲ့သူတွေလောက်ပဲကျောင်းဝင်ခွင့်ရသူတို့တွေပိုးစိုးပတ်ဆက်အစားစ조사ပြီးမှဒီကျောင်းကိုကျောင်းဝင်ခွင့်ရတာ
ဟိုခြေတော့ကဒါဝဲကုကင်နေဖြစ်တဲ့အတွက်ဝဲကုကင်ဤဖတ်ကြောင်းများကတသက်ရှိတဲ့အတွက်နိုင်ငံခြားကျောင်းသားတွေရဲ့နိုင်ငံခြားကျောင်းသားတီးတန့်ပြန်ရတာဖြစ်တဲ့အတွက်ကိုရီးယားကျောင်းသားတွေနဲ့မပြန်ရတာဖြစ်တဲ့အတွက်ခြေတော့အတွက်ကကျောင်းဝင်ကုန်ကကိုရီးယားတွေလောက်မခတ်ဘူးပေါ့နော်ဒါပေမဲ့ကိုရီးယားအတွက်ဆိုရင်EWA ကိုကျောင်းဝင်ကုန်ရဖို့ကတကယ်ခက်တယ်ပေါ့နော်ဒီ SKY Sky 3ကျောင်းပြီးသွားရင်ဟုတ်လား EWA တို့ Sogan တို့ Haiyan So Campus တို့ဟိုကျောင်းကြီးတို့ကကျွန်းချင်းတို့ကဒီ Sky ပြီးရင်ဒုတိယပြိုင်ဆိုင်များဆုံးကျောင်းတွေထဲမှာပါတယ်ပေါ့နော်ဒါဆိုရင် GPA ကEWA ကို GPA ပဲနိုင် GPA 3 okay အဲ့ဆိုရင်နောက်ထပ်ကောဘာရှိသေးလဲနောက်ထပ်ကတော့သူကတော့ဒီစီကန်းနေပါအကြောင်းစီကန်းနေပါတော့လိုက်နာရတယ်ပေါ့နော်ဘာဖြစ်ဆို scholarship ပေးထားတဲ့ကျောင်းသားတယောက်ကျောင်းသူတယောက်အနေနဲ့တော့နောက်တော့ကျောင်းကလုပ်တဲ့ activity တွေဆိုလို့ရှိရင်လေတက်တက်ကြွကြွနဲ့ပါဝင်ခိုင်းနေပေါ့နော်ပါဝင်စီခြင်းနေပေါ့မလုပ်လေတော့ရပါတယ်အဲ့ဆိုရင်တခြားအဲ့ဆိုရင်တောင်းပေါ့နော်ဒါဆိုရင်တခြားဟာတွေရောချဲစိတ်ပူတာကဒီစတိုင်ပန်တလားစင်ပြီးရဟာလားစင်ပြီးရဟာနေတယ်ပေါ့နော်ဆက်ရှိဒီ9သိန်းဝန်းကျင်ကကိုရက်မှာတကယ်သုံးမယ်ဆိုရင်လေဟိုပေါ့နေစိတ်စားစိတ်မပိုင်အောင်မှဒီတခြားညီမလေးတက်တဲ့မေဂျာအရာဆိုလဲပြင်ကနေပြီးတော့ဒီလိုမျိုးပစ္စည်းဝယ်ရတာပဲရှိရပေါ့နော်အကြောင်းသုံးတဲ့ပစ္စည်းတွေဖားတွေနဲ့တခြားဟာတွေနဲ့တကယ်တွက်ကြည့်ရင်ပေါ့နော်ဟိုမလောက်တာလည်းဖြစ်နိုင်တယ်ပေါ့နော် coffee bowl နဲ့ coffee bowl နဲ့တစ်ခွက်ကို2000လောက်ဆိုရင်တော့မှအဲ့ဆိုရင်ဟိုတခြားပေါ့နော်ဒီအသုံးစရိတ်မလောက်ရင်ရောဘယ်လိုဖြည့်ရှင်းလို့ရလဲညီမတော့ပတ်တိုင်းလုပ်တယ်ပေါ့နော်ဒီကပတ်တိုင်းကိုလည်းကန့်သက်ချက်မရှိပါဘူးဒီ scholar လုပ်လို့ရတယ်ခုနညီမပြောသလိုကိုယ့်ရဲ့ GPA တာထိန်းထားတယ်ဆိုလို့ရှိရင်လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့တခုရှိရ GPA ဥမာ3မရဘူးပေါ့နော်အဲ့ဒါဆိုရင်ဘယ်လိုဖြစ်မှာလဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တို့ကနောက် semester အတွက်ကိုမထောက်ပံ့ပေးဘူး scholar မပေးဘူးမပေးဘဲနဲ့နောက် scholar မှာ GPA မဟုတ်ပါဘူးနောက် semester မှာ GPA 3ထပ်ကျော်သွားလို့ရှိရင်ထပ်ပေးတယ်ဒါမှမဟုတ်လေသူ semester 2ခုဇက်တိုက်ကိုက GPA 3မကျော်ဘူးဆိုလို့ရှိရင်ကျတော့သူက scholarship cancel ဖြစ်သွားအဲ့ဆိုတစ် semester ထိတော့သူတို့ခွင့်လွှတ်ပေးရဲနောက် semester ရရင်သူတို့ပြန်ပေးမယ်ဒါပေမဲ့ကိုက2 semester ဇက်တိုက် GPA မထိနိုင်ဘူးဆိုတော့ scholarship cancel ဖြစ်မယ်ပေါ့နော်ဟုတ်တယ်မဟုတ်ဟိုကြောက်စရာကောင်းတာပဲအဲ့ဆိုတော့ပေါ့နော်ဒါပေမဲ့လည်းအကုန်လုံး full scholarship ရထားဆိုတော့စာအုပ်ပဲ queue site လုပ်စေချင်တဲ့သဘောပေါ့နော်ဒါဆိုရင် EGPP မှာနောက်ထပ်ထူးခြားတဲ့အချက်တစ်ခုကဘာလဲဆိုရင် full scholarship ရထားပြီမဲ့ IBA လည်းလုပ်လို့ရတယ်ဒါပေမဲ့ IBA ကတော့ချေလို့ပေါ့နော်အမြဲတမ်းကျောင်းနေတိုင်းက topic level ပေါ်လိုက်ပြီးတော့ IBA အချိန်ကတော့ကန့်သက်ထားရပေါ့နော် topic 6ဆိုရင်ဟိုတစ်ပတ်ကို25နာရီကနေနာရီ30အတွင်းလုပ်လို့ရပြီးတော့ July weekend မှာစနေတနင်္ဂနွေမှာတော့အချိန်ကန့်သတ်ချက်မရှိဘူးပေါ့နော်ဒါပေမဲ့ full scholarship တာရထားမယ်ဆိုတော့ကျောင်းသားကစိတ်မပူရတဲ့အတွက်ကိုယ်အသုံးစိတ်နည်းနည်းထပ်ပြီးရှာဖို့မယ်ဆိုရင်တော့တစ်ပတ်2ရက်လောက်ဂျူမာလောက်မှာပဲpart time လုပ်ရင်အဆင်ပြေတယ်ပေါ့နော်ညီမလေးရောဂျူမာမှာလုပ်တာလားဖြောင်းကြီးမှာလုပ်တာလားညီမလည်းဂျူမာမှာပဲလုပ်တာ2ရက်ပေါ့နော်ချဲလို့လို့ပေါ့နော် full scholarship များတဲ့လူတွေကတော့ဂျူမာရောဖြောင်းကြီးရောအကုန်လုံးအဲ့ပါလုပ်ပါတယ်ကဲဒါဆိုရင်ချေတို့ပေါ့နော်အခုပြောလာတာအကြောင်းနေလေတော်တော်စုံသွားပြီဆိုတော့နောက်ဆုံးအနေနဲ့မိကိုလေးတစ်ခုမေးရရင် EGPP ရထားတဲ့အကြောင်းတို့တရားအနေနဲ့မြန်မာကနေပြီး EGPP လျှောက်ထားခြင်းနဲ့ညီမလေးတို့နောက်ဆုံးလုံးဝ general ပေါ့နော်အကြံဉာဏ်တစ်ခုလောက်ပေးရမယ်အရေးကြီးဆုံးအကြံတစ်ခုဟိုပြီးစရာအများကြီးရှိရပုံပဲတစ်ခုပဲလားတစ်ခုပဲလားမဟုတ်ဘူးအများကြီးရှိလားအဲ့ဆိုရင်အများကြီးရှိနေအများကြီးပြီးလို့ရပါတယ်ဘယ်လိုပဲဖြစ်ကိုယ့်နိုင်ငံညီမလေးတွေအတွက်ကတော့ဖက်ရှောက်ချင်တဲ့သူတွေအတွက်ကအများကြီးအကူအညီဖြစ်မှာဆိုတော့ညီမလေးတွေနဲ့ရထားတဲ့သူတို့တရားအနေနဲ့ဘယ်လိုကြံဉာဏ်လေးပေးခြင်းလဲဘာဖြစ်ဖြစ်တော့ EGPP ရတော့ပေါ့နော်ညီမကလည်းရှိမှာ scholar တွေလည်း GS တို့လည်းလျှောက်ထားဖို့ရရှိတော့အားလုံးခြုံပြီးတော့ပြောလိမ့်မှာပဲဆိုတော့ဒါတွေကဟိုလူတိုင်းသိထားတဲ့ပုံစံမျိုးလိုမျိုးဖြစ်နေရောပေါ့နော်ပထမအနေနဲ့ကပြောချင်တာကကြတော့ညီမကိုလာမေးကြရIELTS က POP မှရမှာလားဆိုတော့မိကုနေတော်တော်များတယ်ပေါ့နော်2it တမမဟုတ်လဲ2it က POP မှပြကိုပြမှရမှာလားဆိုတော့ပုံစံမျိုးရှိရပေါ့နော်အဲ့ဒါကကြတော့ညီမပြောချင်တာကကြတော့လေဒီဟာတွေဖြည့်ပြီးပြရဲဆိုတဲ့ဟာကလေကွာကိုယ့်ရဲ့အင်္ဂလိပ်စာအရေးသွေးဘယ်လောက်ရှိရဲဆိုတာကိုဖော်ပြဖို့လေအဲ့တော့ကိုကအချိန်မရှိတော့ဘူးဆိုရင်တော့မှဂျူလင်ကိုဖြည့်ပြီးပြတာဖြစ်ဒါမှမဟုတ်လေဒီ free website တွေရှိရပေါ့နော်အဲ့မှာဖြည့်ပြီးတော့အဲ့အမှတ်ကိုပြတာပဲဖြစ်တခါ GKS graduate မှာရသွားအမတယောက်ဆိုတော့အဲ့လိုလောက်တာပေါ့နော်အဲ့လိုကလည်းဘာပြောမမပြရတဲ့ဆိုင်ပြတာအဆင်ပြေနေဟုတ်တယ်အမလည်းအဲ့ချက်လေးကိုသဘောပေါက်တယ်ဘာလို့လဲဆိုတော့ဒီ language certificate ကတစ်ခုပဲရှိထားရင်လည်းအဆင်ပြေပေမဲ့ဟိုနောက်တစ်ခုက option နဲ့ဆိုပေမဲ့ပြနိုင်မယ်ဆိုရင်တခြားမပြတဲ့သူတွေအတွက်ကိုကအမှတ်ပိုရဒီကလေးက language ရတယ်ဆိုတာဒီကလေးကစာလုံးနိုင်စွမ်းရှိရဆိုတော့အရေးချင်းကိုပြတာဖြစ်တဲ့အတွက်ဒါက option နဲ့ပဲဖြစ်ပေမဲ့
တခြား scholarship လျှောက်တဲ့လူတွေကလူတော်တွေကြီးပဲလျှောက်ကြတာလေဟုတ်တယ်မလားအဲ့တော်တဲ့လူတွေကြားမှာလမ်းဝင်တစ်ခုရတဲ့လူကတစ်ခုလေးတင်ထားတဲ့သူထက်ပို့ပြီးတော့ point အမှတ်ပိုရတာပေါ့နော်ဟုတ်တယ် ပြီးတော့ကိုရီးယားဆိုလည်းအဲ့လိုပဲ topic မဖြေထားရင်တော့ကိုတင်ထားတဲ့တင်တန်း certificate တွေထည့်ပြီးလို့ရရပေါ့နော်ဒါကတော့ကိုလုတ်တိုင်လုတ်တက်တယ်လို့တင်ပြီးလို့ရရဆိုတဲ့ပုံစံမျိုးညီမပြောပြရပါတော့ဘာမှကိုမရှိလို့ငါလျှောက်လို့မရတော့ဘူးလားဆိုတာထက်ကိုကလုတ်တယ်ဆိုလို့ရှိရင်အဲ့လုတ်တာကိုပြသနိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေပါရဲ့ပြီးတော့အရန် general မဖြစ်ဖို့အရေးကြီးရပေါ့နော်စာရေးတဲ့ခါမှာလေဘာဖြစ်ဆိုတော့ scholar ရတဲ့လူတွေကဥပမာအားဖြင့်ဆိုလို့ရှိရင် future plan မှာဆိုလို့ရှိရင်ဒါဒီ scholar ရလို့ရှိရင်ငါinternship လုပ်မယ်ပြီးသွားရင်ဟိုဘယ်လိုပြောပြည်သူအကျိုးပြုမယ် scholar ဆိုတော့ဘာဖြစ်လူအကျိုးပြုလုပ်တဲ့လုပ်ငန်းတွေလုပ်မယ်ဆိုတာတော့ဒါလူတိုင်းရေးတဲ့ ဖောင်ပုံစံမျိုးပဲပေါ့နော်အဲ့တော့ကိုယ့်ရဲ့ own story ဖြစ်နေဖို့ကလည်းအရေးကြီးရပေါ့နော်ကိုကဘာဖြစ်လို့ဒီ major ကိုပဲကိုယ့်ရဲ့ own story ကြောင့်တက်ဖြစ်တာလေဒီပြီးသွားရင်ကိုယ့်ရဲ့လုပ်မဲ့ detail plan ဥပမာမြန်မာပြည်ပြန်ပြီးစေးရုံမှာလုပ်မယ်ဆိုရင်တော့ဘယ်မြို့နယ်ရဲ့ဘယ်စေးရုံမှာဘယ်ဌာနကိုဘယ်လိုအကျိုးပြုပြီးလုပ်ချင်နေဆိုတဲ့အကြောင်းကိုထိထိရောက်ရောက်နဲ့နှစ်အပိုင်းခြားနေပေါ့နော်အဲ့လောက်ထိရေးပြီးမှအဆင်ပြေလောက်တယ် plan ကိုလည်းလုံးဝ အတိအကျဒီ တိ detail ကျ ပေး ဖြစ် တာ ပေး ကို ဖို့လိုတယ်ပေါ့နော်ဟိုရေးရေးကဘယ်လိုပြောမလဲလူတိုင်းက general ဖြစ်နေတော့အဲ့ထဲမှာကိုကအဲ့ထဲပါသွားလို့မဖြစ်ဘူးပေါ့နော်ကိုယ့်ရဲ့ဟာကဟိုထင်းထွက်နေဖို့လိုတယ်ပေါ့နော်ကို own story ဖြစ်နေဖို့ကတော့အဓိကပဲဟုတ်တယ်အကုန်လုံးကပေါ့နော်အတိအကျရေးဒါမှသာသူကအနာဂတ်ကိုတေချာ plan ချထားပါလားဘာမှမကိုတော်မှမရေးမရဖြစ်နေမယ်ဆိုရင် scholarship ပေးပြီးထောက်ပံ့မဲ့သူကလည်းမရေးမရဖြစ်မှာပဲလေဟုတ်တယ်မလားဟုတ်တယ်အဲ့ဆိုရင်တခြားကြံ့ကြံ့လေးရရှိသေးလားတခြားကြံဉဏ်ကတော့မရှိတော့ပါဘူးအဲ့လာမိတာကတော့အဲ့ certificate အကြောင်းနဲ့အဲ့ဒါလေးတွေပဲဆိုတော့လေတခြားတော့အဲ့ဆိုရင်တော့scholarship လျှောက်တဲ့ဟာပေါ့နော်ခုနညီမလေးပြောတဲ့ဟာတကယ်အရေးကြီးရဲ့အချက်လို့ထင်တယ် general ဖြစ်နေတာထက်ဆိုင်လူတိုင်းကဒီလိုမျိုးပဲလျှောက်နေတာထက်ဆိုင်ကိုယ့်ရဲ့ပေါ့နော်လုံးဝ unique ဖြစ်ဖို့လိုတယ်ကိုတယောက်တည်းပဲပြပေးနိုင်တဲ့personal story ရှိထားရမယ်။အဲ့တော့လူတိုင်းကကိုဘွားနဲ့ကိုတော့ဒီတိုင်းရှင်းတန်နေရဆိုတော့ကိုယ်မှာထူးခြားတဲ့ personal story ကလူတိုင်းမှာရှိတယ်။အဲ့ personal story ကိုဒီ scholarship ရဲ့ vision mission နဲ့ guide အောင်လို့ရေးပေးနိုင်ကိုတော်တော်လေးအဆင်ပြေရပေါ့နော်။အဲ့ကြောင့်မို့ဒီချက်လေးကတကယ်အရေးကြီးတဲ့အချက်လို့ထင်ပါတယ်။ဒါဆိုရင်တော့ဒီနေ့မှာဒီလိုမျိုးပေါ့နော် EGPP scholarship အကြောင်းကိုအသေးစိတ်လာပြီးတော့ပြောပြပေးညီမလေးကိုအများကြီးကျေးဇူးတင်ပါတယ်။ဟုတ်ပါတယ်။ဒါဆိုရင်ချဲ့ကိုလည်းပေါ့နော်ချဲ့ကကြတော့ EWA နဲ့ပတ်သက်တဲ့အကြောင်းအရာတွေချဲ့ကအများကြီး share ပေးရ sharing လုပ်ပေးပေမဲ့ချဲ့ကရှောက်ခဲ့တဲ့အတွေ့အကြုံကိုပဲ share ပေးနိုင်တယ်ပေါ့နော်ချဲ့က scholarship မရခဲ့တဲ့အတွက်ဒီရှောက်တဲ့ browser လောက်ပဲ share ပေးမယ်တကယ်ရှောက်ခဲ့တဲ့လူတွေကဘယ်လိုအတွေ့အကြုံတွေရှိခဲ့လဲဆိုပြီးမပြောပြပေးနိုင်ပေါ့အမြဲတမ်းဒီအကြောင်းအရာတွေကိုကျတို့မြန်မာကနေပြီး EGP နောက်ထပ်ရှောက်ချင်တဲ့သူတွေရှိရင်အမြဲပြောပြပေးချင်တာအဲကြောင့်မလို့ညီမလေးကိုဖိတ်ပြီးတော့ဒီလိုမျိုးပေါ့နော်အတူတူပြောပြပေးရဒီဗီဒီယိုလေးကနောက်နှစ်တင်မှာဒီ scholarship ရှောက်ချင်တဲ့လူတွေအတွက်အများကြီးအကူအညီဖြစ်မယ်လို့ထင်ပါတယ်အဲဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျတို့နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်အမောက်ကျေးဇူးတင်စကားလည်းမပြောပါဘူးဒါဆိုရင်ဘာလို့ချူကပြောချင်လဲရပြောမယ်ပြောလို့ရညီမကလည်းပေါ့နော်ပြောမယ်ဆိုညီမရဲ့ page မှာလည်းတင်ထားပေမဲ့ page တော့မဟုတ်ဘူးညီမရဲ့ဒီတိုင်း profile မှာ personal account မှာလည်းတင်ထားပေမဲ့မသိတာအများတယ်ပေါ့နော်ကိုလိုပဲတခြားလူတွေလည်းရစီခြင်းတယ်ပေါ့အဲ့တော့ဒီအမကနေပြီးတော့အခုလိုမျိုးမေးမြန်းပြီးတော့ပေါ့နော်လူတိုင်းအဲ့လိုသိအောင်လုပ်ပေးရတဲ့အတွက်လည်းအမကိုလည်းကျေးဇူးတင်ပါတယ်အချိန်ပေးပြီးတော့ကျတို့ဒီရှောက်မဲ့သူတွေအတွက်ပြောပြပေးတာအများကြီးကျေးဇူးတင်ပါတယ်ဒါဆိုရင်တတာဒီနေ့ဗီဒီယိုလေးကတော့ပါ